နာလိုရဲ့လူပြောတိုင်လိုက်ပေါ့တိုင်လိုက်တဲ့ခါကျတော့ရဲတွေရောအဲ့လိုစစ်သားတွေရောအဲ့လိုစစ်ကားတွေနဲ့လာဖမ်းကြတယ်ဟာအဖေဘယ်လောက်စိုက်တာကျွန်တော်အဲ့တော့အပင်900စိုက်တယ်အပင်900ဆိုပြီးအပင်လေးကြီးကမစိုက်တဲ့သေးဘူးဗျတိတိလေးအဲ့ဒါကိုတိုင်တဲ့လူကဓာတ်ပုံရိုက်လိုက်တဲ့ချိန်မြို့ကင်းနဲ့ရောပြီးတော့အခင်းကြီးဆိုပြီးလာဖမ်းကြတယ်ပြင်ဝင်ရမယ်လို့ညွှန်လေးနေတာပေါ့2020မှာလည်းညွှန်လေးနေရုံပဲအဲ့လို NLD ကပြီးမယ်ပေါ့နော်စီရောက်ပြည့်အောင်စိုက်ခွင့်ပြီးမယ်ပေါ့အဲ့မို့ဒီစိုက်ခွင့်ပြီးမယ်ဒီစူးနွေးတယ်ကျမ်းမိုင်ဝင်ကြီးဌာနနဲ့စူးနွေးတယ်ဒီတဲ့ဝင်ကြီးဌာနနဲ့စူးနွေးကြတယ်စားဆိုင်တဲ့အချိန်မှာပေါ့နော်ဒီဖန်းခံလိုက်ရပါမယ်ကျွန်တော်တို့တရားဝင်ရမယ်လို့ပဲမျှော်လင့်နေရတယ်ဒီတော့တရားဝင်ပြီးမယ်လို့ဒီတက်နေတာမျောလင်းနေတော့ဟုတ်မျှော်လင့်နေတော့အဲ့အချိန်မှာထိုင်းကစီးကြောက်ကိုတရားဝင်ပြီးလိုက်လို့ကျွန်တော်တို့အိမ်မက်တွေကအဲ့လိုဘွားကနေဆိုပြီးတော့တကယ်ကြီးဖြစ်လာတာဗျာ